Tiger's Tale ဒါကျွန်တော်တို့နော်လူတိုင်းသိတဲ့ဒီ golf သမားကြီးပေါ့နော် Tiger Woods ရဲ့အကြောင်းပါ Tiger Woods started playing golf when he was 2 years old Tiger Woods ကတဲ့ဒီ golf ကိုစကစားလာခဲ့တာပေါ့နော်သူအသက်2နှစ်ခရေရပါတဲ့ Now he is one of the most famous professional golfers in the world သူကအခုတဲ့ကမ္ဘာပေါ်မှာပေါ့နော်နာမည်အကြီးဆုံး professional golf ကစားတဲ့သူတစ်ယောက်ဖြစ်နေပါပြီတဲ့ Tiger is from the United States Tiger ကတော့ American ကပါတဲ့ His father is African American and his mother is Thai သူ့ရဲ့အဖေက African American တစ်ယောက်ဖြစ်ပြီးတော့သူ့ရဲ့အမေကတော့ Thai လူမျိုးပါတဲ့ His real name is Edric သူ့ရဲ့နာမည်ကတော့တကယ်နာမည်ကတော့ Edric ပါတဲ့ But everyone knows him as Tiger လူတိုင်းကသူ့ကို Tiger လို့သိကြပါတယ်တဲ့ The nickname his father gave him nickname ပေါ့နော်သူ့အဖေပေးခဲ့တဲ့ nickname ပါတဲ့ He started playing golf professionally in 1996 သူ golf ကိုဒီ pro ကစားသမားတစ်ယောက်လိုစကစားတာ1996ခုနှစ်မှာပါ and ပြီးတော့ won all 4 of the World Golf Championship before he turned 25သူ25နှစ်မရောက်ခင်ပါတယ်မဲ့တဲ့ကမ္ဘာ championship ပေါ့နော်၄ခုလုံးမှာသူအနိုင်ရခဲ့ပါတယ်တဲ့ He holds the record as the youngest player ever to win all 4 of these championships ဒီ champion ၄ခုလုံးရခဲ့တဲ့အနေနဲ့သူ့မှာပေါ့နော်အသက်အငယ်ဆုံးအနေနဲ့သူက record စံချိန်ဝင်ထားပါတယ်တဲ့ Although he has played on many great golf course သူကကောက်ကွင်းတွေအများကြီးနာမည်ကြီးကောက်ကွင်းတွေမှာကစားခဲ့ဘူးပေမဲ့ one of Tiger favorite place to play is Pebble Beach Tiger ရဲ့အကြိုက်ဆုံးကစားတဲ့နေရာတစ်ခုကတော့ Pebble Beach လို့ခေါ်တဲ့ golf ကွင်းမှာတဲ့ Tiger became a role model at an early age Tiger ကငယ်ငယ်ရွယ်ရွယ်မှာပဲ role model တစ်ယောက်လိုဖြစ်လာခဲ့တယ်People look up to him so he is very grateful လူတွေကသူ့ကိုထင်ကြီးရဲ့သူကလည်းလူတွေကိုကျေးဇူးတင်ပါတယ်တဲ့ Because many people have Tiger as a child he wants to lend a hand to others now ငယ်ရွယ်စဉ်မှာသူ့ကိုကူညီခဲ့တဲ့သူတွေကို Tiger ကအခုပြန်ပြီးတော့ကူညီခြင်းပါတယ်တဲ့ Some people cannot play golf because of their ethnicity while others do not have enough money တချို့တွေကသူတို့ရဲ့လူမျိုးရေးကြောင့် golf မကစားနိုင်ကြသလိုတချို့တွေကပတ်စံမရှိလို့မကစားပါဘူးတဲ့Occasionally, Tiger himself was prevented from playing golf. Tiger တော့မှတခါတရံ golf ကစားတာနဲ့တားမြစ်ခြင်းခံခဲ့ရဘူးပါတယ်တဲ့ Because of this, he created the Tiger Woods Foundation to help make golf open to everyone. အဲ့တော့သူက Tiger Woods Foundation ဆိုတဲ့အဖွဲ့အစည်းတစ်ခုကိုဖွဲ့ပြီးတော့လူတိုင်းကို golf ကစားဖို့အတွက်သူကကူညီနိုင်ခဲ့ပါတယ် He likes to see diversity on the golf course ပေါ့နော်သူကဒီကောက်ကွင်းတွေမှာသူက diversity လို့ခေါ်တဲ့မျိုးမီပေါ့နော်အကုန်လုံးစုံစုံလင်းလင်းကိုသူကမြင်ကျင်တွေ့ကျင်ခဲ့ပါတယ် and he wants all children to play golf if they want to ကလေးတိုင်းကိုလည်းသူကတကယ်လို့သူတို့ကစားခြင်းနဲ့သူတို့ချင်း golf ကိုကစားနိုင်စေရမယ်ဆိုပြီးသူကကစားစေခြင်းခဲ့တယ် Tiger is happy that many children now want to play golf because of him Tiger ကအခုပျော်ရွှင်နေရပါပြီတဲ့ကလေးအများစုကသူ့ကြောင့် golf ကိုကစားခြင်းနေကြပါတယ်နော်Thank you for your listening, ma'am.